ခုလိုမျိုး skincare product ကိုကောင်မလေးချောလှလှလေးနဲ့ကြော်ညာတော့ဒီ skincare product အရေးတွေကိုမိတ်ဆွေဘယ်လိုမြင်သွားလဲအဲ့လိုနေရာမျိုးမှာသာအမျိုးသမီးတယောက်ဘူဒီဘတ်တီနဲ့ချွေးတန်တရွှဲရွှဲနဲ့ဒီ skincare product ကိုကြော်ညာမယ်ဆိုရင်ရောမိတ်ဆွေရဲ့စိတ်ထဲကိုဘယ်လိုတွေးရရောက်လာဒီနေရာမှာအဖြေကချောရလှနဲ့လည်းမဆိုင်မြန်ဘူးဗျဒီသဘောတရားကိုသေချာနားလည်အောင်ကျွန်တော်နောက်ဥပမာတစ်ခုပြောပြမယ်ကျွန်တော်ငယ်တုန်းကအတန်းထဲမှာတငယ်ချင်းတယောက်စာတော်ရဲ့တငယ်ချင်းတယောက်ပေါ့သူနဲ့စာတွေ့ချင်းမှာဆိုရင်သူကစာလဲတော်တယ်ဆိုရင်သဘောလဲကောင်းပါပဲလုံလဝရိယနဲ့ပတ်သက်ရင်လည်းပြောစရာမရှိတော့ဘူးလို့ကျွန်တော်တို့တော်တော်များများကမျှော်လင့်တတ်ကြတယ်ဒီဘက်ခက်မှာနာမည်ကြီး brand company တွေသူတို့ရဲ့ product အသစ်တစ်ခုထုတ်လိုက်တိုင်းမှာလူတွေကအုပ်ချက်ချက်တိုးကြိတ်ပြီးဝယ်နေကြတယ်ဒါတွေအားလုံးက halo effect သဘောတရားပေါ်မှာအခြေခံထားကြတယ်ဒီ halo effect သဘောတရားကိုနားလည်မယ်ဆိုလို့ရှိရင်ကိုကပြိုင်ဘက်တွေထက်တရားရာခိုင်နှုန်းတာအောင်မကြိုးစားနိုင်ပေမဲ့တော့မှပြိုင်ဘက်တွေထွက်ပိုကောင်းတယ်လို့ကိုယ့်ရဲ့ customer တွေကမြင်လာအောင်လုပ်လို့ရတယ်ဒီ halo effect သဘောတရားကိုသေချာနားလည်တော့ကျွန်တော်ဒီ comment မှာရေးထားပေးတယ်နားမလည်ဘူးဆိုလို့ရှိရင် no လို့ရေးခဲ့ပြီးတော့နားမလည်တဲ့အချက်ကို comment လေးရေးခဲ့ပေးပါအခုလိုမျိုးအကျိုးရှိတဲ့အကြောင်းအရာတွေကိုနေ့တိုင်းတင်ဆက်ပေးသွားအောင်ပါလို့အသေးလေးတွေပေးခဲ့ပါ follow လုပ်ခဲ့ပေးပါအားလုံးကျေးဇူးတင်